Tech Brother ပြောပြမယ် CPU ကတစ်စက္ကန့်ကိုအလုပ်ဘီလီယံချီလုပ်နိုင်တယ် RAM ကတစ်စက္ကန့်ကိုအလုပ်တန်းချီပဲလုပ်နိုင်တယ်ဒါဆို CPU က RAM ကိုစောင့်နေရရင် CPU ရဲ့အမြန်နှုန်းကအလကားဖြစ်သွားမယ်ဒီပြဿနာကိုဘယ်လိုဖြေရှင်းလဲဒီပြဿနာကိုဖြေရှင်းတဲ့နည်းပညာက cache memory ပါ cache memory ဆိုတာ CPU ရဲ့အတွင်းထဲမှာတည်ရှိတဲ့ super fast memory ပါ speed alike hierarchy L1 cache အများဆုံး CPU ရဲ့ speed နီးပါအသေးဆုံး16 KB 64 KB L2 cache မြန်တယ် L1 နဲ့တဝက်လောက်အရွယ်စားပူကြီး256 KB 512 KB L3 cache နီးဆုံး cache ထဲမှာအကြီးဆုံး2 MB 32 MB RAM အဆင့်လေး cache ထက်အစားတရနေဘလို့အလုပ်လုပ်လဲသင်ကတူညီတဲ့ app ကိုထပ်ခါသုံးတယ်ဥပမာ browser ကိုနေ့တိုင်းဖွင့်တယ်CPU ကအလုပ်တစ်ခုလုပ်ဖို့ data လိုတယ် net အရင်ဆုံး L1 cache ကိုကြည့်တယ်ရှိရင်ချက်ချင်းသုံးတယ် hit 3 L1 မှာမရှိရင် L2 cache ကိုကြည့်တယ်4 L2 မှာမရှိရင် L3 cache ကိုကြည့်တယ်5 L3 မှာလည်းမရှိရင် RAM ကိုတွားယူတယ် miss ဒါကနေတယ် cache ရှိတဲ့အတွက်စောစောက CPU က RAM ကိုခဏမတွားတော့ဘူးထပ်ခါသုံးတဲ့ data တွေကို cache ထဲမှာတင်ထားတယ် app တွေပုံမြန်တယ်ဥပမာ browser ဖွင့်တဲ့အခါပထမဆုံးချိန်နည်းနည်းနေတယ်ဒုတိယချိန်ပြန်ဖွင့်ရင်ပုံမြန်တယ်ဒါ cache ကြောင့်ပါဒီအချက်ကိုသိထားရင်ဘာဖြစ်လာမလဲ Senior tip number 1 CPU ဝယ်တဲ့အခါ clock speed gigahertz ကိုပဲမကြည့်ပါနဲ့ cache size ကိုလည်းကြည့်ပါ cache ကြီးတဲ့ CPU က gaming video editing အတွက်တိတိတတ်တာပုံမြန်တယ် Senior tip number 2 L1 cache ကအသေးဆုံးဆိုပေမဲ့အရေးကြီးဆုံးပါ L1 miss ဖြစ်ရင် performance တိတိတတ်တာကျသွားတယ် Senior tip number 3 server အတွက် CPU ရွေးတဲ့အခါ L3 cache ကြီးတဲ့ model ကိုရွေးပါ database virtualization အတွက် cache ကအရေးကြီးတယ်Senior tip number 4 cache ကို software ကနေ direct မထိန်းချုပ်နိုင်ဘူး CPU ရဲ့ hardware ကိုယ်တိုင်စီမံတယ် Senior tip number 5 cache miss ဖြစ်နှုန်းများရင် CPU က RAM ကိုအချိန်အများကြီးစောင့်နေရတယ်ဒါက performance ကျဆင်းစေတယ် Advantage CPU က RAM ကိုမစောင့်ရတော့ဘူးထက်ခါအလုပ်တွေတိတိတတ်တာမြန်တယ် Disadvantage cache က CPU ထဲမှာရှိတဲ့အတွက်ဈေးကြီးတယ်သေးတယ်သင်ကိုယ်တိုင်ထပ်ထည့်လို့မရဘူးဒီနေ့သင်ယူလိုက်တဲ့ cache memory ကြောင်းဟာနောက်တစ်ခါကွန်ပျူတာအသစ်ဝယ်တဲ့အခါဒီ CPU ရဲ့ cache ဘယ်လောက်လဲလို့မေးတက်လာလိမ့်မယ်ကျွန်တော်တို့ဒီမှာမျှဝေပေးနေတဲ့ senior tips တွေကိုနေ့စဉ်မိနစ်ပိုင်းလေးနဲ့လေ့လာသွားရင်တစ်နေ့9မိနစ်တစ်ပတ်3ချိန်တစ်နှစ်ဆိုနာရီပေါင်း130လေ့လာပြီးသားဒီအချိန်လေးကိုရင်းနှီးမြှုပ်နှံထားရင်နောက်တစ်နှစ်မှာသင်ဟာ CPU architecture ကိုနားလည်တယ် hardware performance ကိုခွဲခြမ်းစိတ်ဖြာတတ်တဲ့ senior hardware engineer တယောက်ဖြစ်နေပါပြီနေ့စဉ်9မိနစ်စာဒီလို IT အခြေခံတွေကိုလေ့လာပြီး senior IT technician ဖြစ်ဖို့ follow လုပ်ထားပါအောင်